2025 ခုနှစ်အတွက် Academy စုပေးပွဲကိုယနေ့ဖေဖော်ဝါရီလ9ရက်နေ့မှာကျင်းပပြုလုပ်ပေးမှာဖြစ်ပါတယ်။စုပေးပွဲမတိုင်ပြီး Academy စရင်စုလက်ရှိမြင့်သူများပေါက်ကြားလာပါတယ်။ဒါဟာပုံမှန်လိုမျိုးဖြစ်ပြီးအစမ်းတကျယ်တော့ဟုတ်မနေပါဘူး။မြမရုပ်ရှင်အမှုပညာရှင်အတက်ပညာရှင်များမြမရုပ်ရှင်ချေပရိသတ်များရဲ့ညင်ခုန်ဆေးလူရှာမှုစိတ်ဝင်စားမှုအမြင့်ဆုံးပွဲတစ်ပွဲဖြစ်တဲ့2025ခုနှစ်မြမရုပ်ရှင်ထူးချွန်စု Academy စုပေးပွဲကိုတော့ဖေဖော်ဝါရီလ9ရက်နေ့မှာကျင်းပပြုလုပ်သွားတော့မှာဖြစ်ပါတယ်။ချီးမြှင့်သွားမယ့်စုအမျိုးအစား16စုရှိပါတယ်။ပေါက်ကြားလာရဲ့ထဲမှာမြေစာရုပ်ရှင်ဇာတ်ကားမှာအဓိကသရုပ်ဆောင်တဲ့မြင့်မြတ်ကအမျိုးသားဆက်ဆောင်စုကိုရမယ်လို့ဖော်ပြထားပြီးအမျိုးသမီးဆက်ဆောင်စုကိုပြောတန်ရုပ်ရှင်ဇာတ်ကားနဲ့ခင်ဝတ်ဝါရမယ်လို့ဖော်ပြထားတာတွေ့ရပါတယ်။ဒါအပြင်မြေစာရုပ်ရှင်ဇာတ်ကားနဲ့အမျိုးသားဇာတ်ပို့စုကိုစင်မပြောတန်ရုပ်ရှင်ဇာတ်ကားနဲ့အမျိုးသမီးဇာတ်ပို့စုကိုမျိုးထန်တာထွန်ပန်းမြိုင်လယ်မှဥယျာဉ်မှုရုပ်ရှင်ဇာတ်ကားနဲ့အကောင်ဆုံးရုပ်ရှင်ဒရိုက်တာစုကိုဒရိုက်တာဝင်းလွန်ထက်တို့ရမယ်လို့ဖော်ပြနေကြပါတယ်။အကောင်ဆုံးစံညွှန်းစုကိုတော့မေတ္တာအမွေပုကတ်မဲ့ရုပ်ရှင်ဇာတ်ကားနဲ့အကယ်ဒမီငိမ့်မဲ့အကောင်ဆုံးဇာတ်ကားစုကိုနတ်ဝင်တင်ရုပ်ရှင်ဇာတ်ကားနဲ့ဝင်းမွန်ရွှေကြီးအကောင်ဆုံးဓာတ်ပုံစုကိုမြစ်လက်တက်ပြီးမြည်စည်းကကျန်းတဲ့ရုပ်ရှင်ဇာတ်ကားမဲ့ PK တို့ရမယ်လို့သတင်းထုတ်ပေါ်နေပါတယ်။ပြောတန်ရုပ်ရှင်ဇာတ်ကားနဲ့အကောင်ဆုံးတေးဂီတစုနတ်ဝင်တင်ရုပ်ရှင်ဇာတ်ကားနဲ့အကောင်ဆုံးတေးဖက်စုပန်းပြိုင်လက်ကဥယျာဉ်မှုရုပ်ရှင်ဇာတ်ကားနဲ့အကောင်ဆုံးအတန်စုနှင်းပွင့်စေရရုပ်ရှင်ဇာတ်ကားနဲ့ဒရိုက်တာဒေစီတောင်လွန်အထူးစုရရှိမယ်လို့သတင်းထုတ်ပေါ်နေပြန်ပါတယ်။ပေါက်ကြားနေတဲ့ Academy စုစရဲနဲ့ပရိသတ်တို့အရင်ထဲကအရစေချဲနဲ့စုစရင်ထပ်တူကြရဲလားဆိုလားဝင်ရပြောပေးခဲ့ကြပါအောင်နော်။ဒါအပြင်ယနေ့မြန်မာ Academy ဘွဲကိုစောင့်ကြည့်ဖို့မမေ့နေတော့နော်။